အိမ်ချမ်းမြေကိုစတင်ဝယ်ယူမဲ့သူတွေမှားနိုင်တဲ့အချက်၅ချက်နံပါတ်1အချက်ကကိုဘာဝယ်ယူနေဆိုတာကိုကိုယ်တိုင်မသိခြင်းကိုယ့်ရဲ့အိမ်ကိုရောက်ပြီးတော့နေရာတစ်ခုမှာပြန်ဝယ်မယ်ဆိုတော့ကိုကနေထိုင်မဲ့သူလားရင်းနှီးမြှုပ်နှံခြင်းတဲ့သူလားဒါမှမဟုတ်ဝယ်ရောင်းလို့ရှင်တဲ့သူလားပေါ့နော်အဲ့ဒါကိုကိုယ်တိုင်အတိအကျသိနေဖို့လိုအပ်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ကိုယ်ဝယ်ယူမဲ့မြို့နယ်ရဲ့ဈေးကွက်ကိုကြိုတင်မစုံစမ်းထားမိတာမျိုးကိုကဘယ်မြို့နယ်မှာဝယ်ယူမှာလဲတကုံလေးမြို့နယ်မှာဝယ်ယူမှာလားဒေါင်းတမြို့နယ်ရဲကလားဒါဆိုရင်တော့အရင်ဆုံးလုံးဆောင်မှာကအဲ့ဒီမြို့နယ်ရဲ့ဈေးကွက်ကိုစုံစမ်းထားတာမျိုးပါဘယ်နေရာဘယ်လမ်းမှာဘယ်ဈေးပေါက်နေရဆိုတာမျိုးတွေပေါ့နော်အဲ့တော့အခုခေတ်ကာလမှာကဒီပေါ့နော်အိမ်ချမ်းမြေကိုမြေပြင်မစင်းရင်တော့မှ online နေရာနေရှိတဲ့အိမ်ချမ်းမြေ group တွေ page တွေမှာဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်။အဲ့ဒီဝင်ရဲ့ page မှာဆိုတော့လည်းအိမ်ချမ်းမြေဈေးကွက်အပြင်ကိုတခြားပုံစံသိရှိချင်တာမျိုးတွေပါလေ့လာလို့ရပါတယ်။အဲ့လိုပုံပဲနဲ့ကိုကကြိုတင်စုံစမ်းအောင်ဆိုလို့ရှိရင်တော့ဒေတာပေါင်းမှားယွင်းနေပါလိမ့်မယ်ရှင်။နံပါတ်3ချက်ကတော့ပတ်ဝန်းကျင်ကိုကြိုတင်မလေ့လာမိတာမျိုးပါ။အဲ့တော့ကိုနေထိုင်မဲ့ပတ်ဝန်းကျင်ကလူနေရှုပ်လားလူနေတိတ်ဆိတ်လား VM ရက်ကွက်လားဆိုတာကိုကြိုတင်စုံစမ်းထားမှသာကိုယ့်ရဲ့လူနေထိုင်မှုစဲနဲ့ကိုက်ညီမှုရှိမှာပါဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုကတလားလောက်ခံမဲနဲ့ပြန်ပြောင်းရွှေ့ခြင်းစိတ်တွေပြပေါက်လာမှာတော့အိတ်ကံပါပဲနံပါတ်4ချက်အနေနဲ့ကတော့ကိုယ်ဝယ်ယူမဲ့အင်ချမ်မီရဲ့စီးနှုန်းကိုတေချာမချိန်ညှိတတ်တာမျိုးကိုကတခြားနေရာတစ်ခုကနေအင်ချမ်မီရောင်းပြီးတော့ဝယ်လေးထွက်လာတယ်ပေါ့အဲ့မှာကိုယ်ဝယ်ယူမဲ့အင်ချမ်မီရဲ့စီးနှုန်းနဲ့ဒီကိုရောင်းတဲ့ပမာဏရဲ့ဈေးနှုန်းကတစ်ထပ်တည်းဖြစ်ပြီးတော့ကိုက်ညီတဲ့အင်ချမ်မီကိုဝယ်ယူမိမှဆိုလို့ရှိရင်လည်းပေါ်တော့ကိုနောက်ပိုင်းစာရွက်စာတမ်းကိစ္စတွေဒီမြေဖောက်ကိစ္စတွေကြုံလာတဲ့အခါမှာတိုင်ပတ်နေတတ်ပါတယ်နောက်ဆုံးနံပါတ်5အချက်ကတော့အကျိုးဆောင်ရွေးချယ်မှုမှားသွားတာပါအဲ့တော့ကိုရွေးချယ်လိုက်တဲ့အကြုံကြည့်လိုက်တဲ့အကျိုးဆောင်ကပုံမှန်ပြပြပေးခဲ့တဲ့အချက်တွေအတိုင်းရှင်းပြပေးရမှာမဟုတ်ဘဲနဲ့အင်ချမ်းမြေကရောင်းရဖို့ကိုသာအဓိကထားတဲ့အကျိုးဆောင်မှုဆိုလို့ရှိရင်တော့အသီးသီးမှားလာပါပြီဒီတော့ဒီနေ့ပြောပြပေးခဲ့တဲ့အချက်တွေကိုတခြားပြင်ဆင်ပြီးတော့လေ့လာမှတ်သားထားမယ်ဆိုလို့ရှိရင်တော့အင်ချမ်းမြေရွေးချယ်မှုမှာလည်းမှန်ကန်မှုရှိလာစေမှာဖြစ်သလိုအကျိုးဆောင်ရွေးချယ်ရမှာလည်းမှန်ကန်မှုရှိပြီးတော့ယုံကြည်မှုခိုင်မာလာစေမှာဖြစ်ပါတယ်ရှင်တက်နေဝင်အိမ်ချမ်းမြေမှာဆိုလို့ရှိရင်ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့အိမ်ချမ်းမြေကိုရောင်းဝယ်ငါပြုလုပ်ပေးနေတဲ့အပြင်စာရွက်စာတမ်းမှန်ကန်မှုရှိအောင်လည်းဆောင်ရွက်ပေးပါရှင်တက်နေဝင်ရဲ့ hotline နံပါတ်လေးကတော့399456456495ပဲဖြစ်ပါရှင်အိမ်ချမ်းမြေဘူးတူတာတွေနဲ့အခြားသောအကြောင်းအရာတွေကိုသိရှိလိုတဲ့ဆိုလို့ရှိရင်တော့တက်နေဝင်ရဲ့ Facebook page နဲ့အခြားသော channel တွေကိုလည်း like and follow ပြုလုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်ရှိပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်